1 meter weight တန်ကမ္ဘာချန်ပီယံလူပွဲတွင်ရှင်ပြိုင်ထိုးသက်မဲ့ကမ္ဘာချန်ပီယံ Vitaly Bedic နဲ့ပွဲအတွက်ဖိအားမရှိကြောင်းဇွန်လ29ရက်နေ့ကဂျက်ရှင်းမော်တင်မှာပြုလုပ်ခဲ့တဲ့မီဒီယာများတွေ့ဆုံပွဲမှာအောင်လအန်ဆန်ကပြောပါတယ်။ 1 Championship Light Oil Nation ပွဲကြီးကိုဇွန်လ30ရက်နေ့တွင်တူဝနမိုးလုံလေးလုံးအားကစားကွင်းမှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးအဓိကတွဲဆိုင်အဖြစ်1 meter weight တန်ကမ္ဘာချန်ပီယံ Vitaly Bedic နဲ့မြန်မာစပယ်ကြီးမွေခေါ်အောင်လအန်ဆန်တို့ချန်ပီယံဆုအတွက်ရှင်ပြိုင်ထိုးသက်သွားမှာလည်းဖြစ်ပါတယ်။ရုရှားနိုင်ငံသား1 meter weight တန်ကမ္ဘာချန်ပီယံ Vitaly Bedic ကကမ္ဘာပေါ်တွင်အထူးကျွန်းဆုံး MMA ကိုခံပညာရှင်တဦးဖြင့်သတ်မှတ်ခြင်းခံထားရပြီး2015ခုနှစ်1 Championship ပွဲမှာပထမအဆုံးပွဲထွက်ခဲ့ပါတယ်။ပွဲဥထွက်တွင်1 Championship တမိုင်းကြောင်းတစ်လျှောက်တိုက်ခိုက်မှုအကောင်းဆုံးဖြစ်တဲ့ Igor Savit ကိုနီးစနစ်ကြကြတိုက်ခိုက်ခဲ့ပြီး Middleweight တန်းချန်ပီယံဆုကိုရရှိခဲ့သူလည်းဖြစ်ပါတယ်။ Professional MMA ကစားသမားတက်တန်းတစ်လျှောက်ရှုံးပွဲမရှိသေးတဲ့ Bedic ကအောင်လားနဲ့ပထမအကြိမ်တွေ့ဆုံခဲ့စဉ်ကအသာစီးထိုးသက်နိုင်ခဲ့ပြီးချန်ပီယံဆုကိုကာကွယ်နိုင်ခဲ့ပါတယ်။အသက်32နှစ်ရှိပြီဖြစ်တဲ့ Middleweight တန်းပြိုင်ပွဲဝင်အောင်လားအန်ဆန်ဟာကချင်ပြည်နယ်ဘွားတိုင်းရင်းသားတဦးဖြစ်ပြီးပြိုင်ဘက်ကိုအလဲထိုးရတွင်သူ၏ကြော်ကြားသောဖမ်းချုပ်ရစ်ပတ်တဲ့နေစနစ်ကြောင့်မြန်မာစပယ်ကြီးမွေဟုတင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ပထမတစ်ခေါက်ရှင်ပြိုင်ခဲ့စဉ်ကအလေးချင်းပြင်ဆင်ခြင်းအရန်နေကြောင်းဒီတစ်ခေါက်ကိုမြေကိုပရိသတ်ရှေ့မှောက်မှာ Bedic ကိုအနိုင်ထိုးသွားမှာဖြစ်ကြောင်းအောင်လအန်ဆန်ကပြောပါတယ်။သူရဲ့အားနည်းချက်ကိုကျွန်တော်ကြည့်ရကျွန်တော်တို့ရ coach နဲ့အကောင်းကြည့်ပြီးတော့သူရဲ့အားနည်းချက်ကိုကြည့်ပြီးတော့ကျွန်တော်အဲ့ဒီဟာကိုနိုင်အောင်ဆိုပြီးတော့ကျွန်တော်တို့ game plan လုပ်ထားပါတယ်။ဒီခေါက်ကျွန်တော်Maryland မှာရှိရတခြားအသင်းက professional middleweight ကျွန်တော်အရွယ်ရှိရလူတွေနဲ့ခေါ်ပြီးတော့သူတို့နဲ့ထိုးရသူတို့နဲ့ကျင့်တယ်ကျွန်တော်အသင်းကလူပဲမဟုတ်ဘဲနဲ့တခြား Maryland မှာရှိရကျွန်တော် size big dash size လူတွေအားလုံးကိုကူညီတောင်းပြီးတော့သူတို့နဲ့ထိုးပြီးတော့ကျွန်တော်ကျင့်ထားသူကအားရမ်းရှိရကျွန်တော်တစ်ခါကစားပြီးတူတော့အားရှိရလူကျွန်တော်တစ်ခါမှမချုပ်ဘူးမကိုင်သူနဲ့မကစားဘူးတူတော့အားရှိရလူတယောက်နဲ့ကျွန်တော်မတွေ့ဘူးတဲ့ဟုတ်တယ်ကျွန်တော်အသင်းမှာ heavy weight ရှိတယ်သူတို့နဲ့နှစ်ပန်းလုံးတာတူတော့အားမရှိဘူးသူကအရန်တန်တယ်နော်ပွဲတွေပဲအာယုံဆိုင်ပြီးလေ့ကျင့်ထားဆိုတော့ယုံကြည်မှုရှိပါတယ်1 Championship ကမြန်မာ flyweight တန်းအကျော်မော်များကိုရွေးချယ်ကမြန်မာ flyweight တန်းပြိုင်ပွဲများကိုလည်းထည့်သွင်းကျင်းပသွားမှာဖြစ်ပြီးတွဲဆိုင်များအဖြစ်စောမင်းမင်းနဲ့ထွန်းလွင်မို့ရဲသွေးအနေနဲ့ပတ်ကျော်လင်းနိုင်တို့ semi final ပွဲများနဲ့အတူရွှေချောင်းသားနဲ့ရဲရင်သွေးတို့ရှင်ပြိုင်ထိုးသက်သွားမှာလည်းဖြစ်ပါတယ်။ MMA 1 Championship Professional ကစားသမားအဖြစ်3ပွဲရှင်ပြိုင်ထိုးသက်ရာတွင်ရှုံးနေခြင်းမရှိသေးတဲ့2051မြန်မာ Featherweight Tournament Champion တပြေညူကတော့1 Championship ကျိုးဝိုင်းနဲ့တွင် MMA ကစားသမားတဦးအဖြစ်ပထမဦးဆုံးအကြိမ်ပွဲထွက်လာပြီးထအောင်ဦးနဲ့ထိုးသက်သွားမှာဖြစ်ပါတယ်။ကျွန်တော်ခိုးအောင်ဒီနမရိုးရတဲ့မတူဘူးရောပူရဆူစားတော့တော့ဖြုတ်ဟာကျွန်တော်ထိုးအောင်နိုင်ရစီရောထိုးအောင်ရောရုပ်ကြည်စပြည့်ထဲဟာပေါ့ဒီမှာသူကယူမျိုးတပွဲပဲထိုးဘူးတော့ကျွန်တော်ကဒီပွဲလဲဆိုတော့၄ပွဲမြောက်ပေါ့ကျွန်တော်တော့ဖြုတ်ဟာကျွန်တော်ဖြစ်စင်အောင်သူရုံးမှဆိုတော့သူတော့မှလည်းမရိုးရပဲထိုးဘူးကြတယ်ဆိုတော့ဒီမျိုးတထားမထိုးဘူးလေတော့ဖြစ်တော့ကျွန်တော်ပဲပြင်ဆင်ရတယ်ဇွန်လ30ရက်နေ့တွင်ရှင်ပြိုင်ထိုးသက်သွားမဲ့နိုင်ငံတကာတွဲဆိုင်များအဖြစ်တရုတ်နိုင်ငံသူဂျင်းနီဟောင်နဲ့ဂျပန်နိုင်ငံသူမိုင်ရာမာဂူချီတို့တွဲဆိုင်ဘရာဇီးနိုင်ငံသားပီချူဂူနဲ့ဖိလစ်ပိုင်နိုင်ငံသားဂျင်မီရမ်မိုတို့တွဲဆိုင်ကိုရီးယားနိုင်ငံသားကယ်ဗင်ချောင်နဲ့တရုတ်နိုင်ငံသားဇောင်ကွန်ရန်တို့တွဲဆိုင်များလည်းပါဝင်ပြီးမြန်မာပြည်သက်များအနေနဲ့ကိုးနိုင်ငံသားအချင်းချင်းရှင်ပြိုင်ထိုးသက်ပုံများရောနိုင်ငံတကာ MMA ကစားသမားများ၏ရှင်ပြိုင်ထိုးသက်ပုံများကိုပါကြည့်ရှုရမှာဖြစ်ပါတယ်